วันนี้ดูดีกันนะ ทีนี้มันสู้เราเชี่ยแบบตาโลเล็งมานี่จ้า หัวใจของการปฏิบัตินะสติ ที่ก็อาโทเยเช่มาแล้วตติเนาะตติอะกูมันติစိတ်မှန်တိလို့အဲ့ဒါအဓိကချက်ပဲ วันนี้มีคอร์สที่ไต้หวัน ဒီနေ့တိုင်ဝမ်နိုင်ငံမှာတရားစခန်းရှိတယ်နော် จันทร์สอง อาจารย์ประสานလို့ဆရာဝန်နတ်လို့ 200 อาจารย์ซองလို့အဲ့ဒီဘယ်ဒီဘက်မှာတရားစခန်းဝင်တဲ့လူအယောက်900လို့ဆိုတယ် แล้วสนใจ နိုင်ငံခြားသား เรี ကြီး ยนธรรมะเขาลำบากนะ နိုင်ငံခြားသားတွေတရားကိုစိတ်ဝင်စားနေကြတယ်နော် พูดกันไม่รู้เรื่อง စကားတရားစကားပြောတော့နားမလဲတော့မှတရားကိုစိတ်ဝင်စားနေကြတယ်စကားပြန်နေပေါ့နော် ก่อนจะเทศต้องมีข่าวประชาสัมพันธ์หน่อย တရားမဟောရင်တည်င်းကြညာပေးမယ် ทีวีสมัยก่อนนะ ဟိုအခုခေတ်က โฆษ ဟို ณา တိဟိုတခေတ်ရုပ်မြင်တရားလိုင်း อา သူ ทิต က ย์หน้าวันอาทิตย์เราจะฟังลูกนิมิตกัน အဲ့ဒီ มันก็ အစေပတ်ကြရင်တိမ်သမုတ်တဲ့ကိစ္စ ของวัด တိမ် สมบูรณ์แบบ အဲ့ဒီတိမ်သမုတ်လိုက်ပြီဆိုရင်အစေပတ် แรก တနင်္ဂနွေနေ့30ရက်နေ့ ให้เสร็จในวันเดียวจบไป အဲ့ဒါဆိုကျောင်းရဲ့ပြည့်စုံတာရှိပြီးတိမ်ရှိပြီဆိုတော့ကျောင်းကပြည့်စုံ ส่วนหนึ่งพวกที่ไม่เคยมาวัดนะ ไม่ได้ฟังหลวงพ่อเทศหรอกรู้ว่ามีฟังลูกนิมิตด้วยชอบมาก တို့ရတိမ်သမုတ်ဆိုရချို့တွေကအဲ့အားကြကြတယ်လာကြည့်ရတယ်ကုတူကြီးတယ်ပါညာတယ်လို့တော့အဲ့ဒီ ไม่ တိမ် เข้าใจ တိမ်တိုင်းတွေမှာလာပြီးတော့ဆွေကတ်ချမဆွေချချမ แค่นั้น อืมဘာလို့မလဲဒါလေဆွေကတ်တယ်စားဒါမစိုးပါအကုတူလုံးမစားဒါလည်းလို့တယ်မစိုးပါ ทีแรกจะให้ปิดวันอาทิตย์เลยนะแล้วก็เลิกเลย ไม่กี่ชั่วโมงมีเวลาปิดทอง ပထမစီစဉ်ကတော့ ต้อง ဟိုတနင်္ဂနွေနေ့မှာ วันศุกร์ တနိုင်တော့ဘောနော် เรา ပြီး เดี๋ยว တော့ พระ အခုတော့စီ พระจะออกไปปิดทองแล้วพวกเราก็ปิดต่อไปเลย အခုကတော့စီစဉ်ပြောင်းလဲ เลย တောက်ကြနေ့ရင် ปิดก็ปิด တန်ကားလေးစွန်ဖုံးပြီးတဲ့နေ့ရင်စပြီးတော့စနေနေ့ပဲတရက်တနင်္ဂနွေနေ့ပဲတရက်ဆွေတိမ်တိုင်တောက်တမုတ်ထားလဲတိမ်တမုတ်ထားလဲတိုင်နေလေ ทอง ဒီမှာအလုံးလိုက်တုံးတယ်အဲ့ဒီအလုံးလိုက်မဆွေချဖို့ วัดทั่วๆไป တို့ရဲ့ဆွေချင်းကိုင်းကတော့ဟိုတူတမတို့လည်းမတူဘူးเนาะဆွေချတာတော့မတူကြဘူး คณะ ဒီမှာဆွေချင်းချောင်း พระผู้ใหญ่ที่ท่านจะมาได้รับมอบหมายจากสมเด็จพระสังฆราชนะท่านเลยมาดูสถานที่ အဲ့ဒီမှာ ในวันอาทิตย์ မဟာထင်ကြီးတွေလာကြမယ်လေဆရာတော်ကြီးတွေကြွားတယ်ကြည့်ကြမယ် กับเจ้าคุณหลาย อื วัด ม นะวัดโสมนัสวิหารวัดเทพศิรินทร์วัดบวรนิเวศ ခေပစလင်းကျောင်းလို့ဆိုမနှကျောင်းလို့ပေါ့လာပြီးတော့ဆရာတော်ကြီးတွေလာပြီးကြည့်လို့ပေါ့ပါလိပြုပြင်ရမယ်ဘယ်လိုတွေလုပ်ရမလဲ ก็มีบางเรื่องเวลาปิดทองรูปนิมิตนะ อย่าเอาอะไรไปหยอดในหลุมลูกนิมิต အဲ့ဒီမှာဆွေတကတ်ယူမယ်ကတ်နော်အဲ့ဒီ จารีต ကျင်းဆွေအဲ့ဒီမှာတိုင်အဲ့ဒီအလုံးကြီးထဲမဲ့ကျင်းနေမှာဘာညာလိုက်မထည့်ကြတယ်နော်ဆွေပဲကတ်ရနော် อะไรไปหยอดนะมันเป็นภาระ အဲ့ဒါတကားတွေကိုအတိပေးတာ ต้องไปเก็บออกมาอีกคนชอบใส่ အဲ့မျိုးတစ်ထည့်တာစဉ် เลย မြတ်ပန်းလို့ဘာလို့ထည့်လို့လည်းမရ ปิดทองเสร็จแล้วก็เอากระดาษทิ้งลงไปในหลุมเลย တချို့တွေကလည်းဆွေခတ်လက်စကူတွေပဲတွားပြီးစထည့်လိုက်တယ်ဆွေပဲကပ်ပြီးစကူဆွေကတဲ့စကူပြန်ယူတယ် ပြန်အိမ်ပြန် เก็บอีกอะลำบาก ဒီမှာပြစ်ထိုင်တဲ့တန်ဃာတွေလိုက်တိန်နေအောင် ฉันข้าว တန်ဃာတွေရောတဏှာ อย่าใช้งานให้หนัก တန်ဃာတွေအများစုကတရေမတဏှာပဲစွန်ဖုံးတယ် แล้วเว တိတ် ลา ပြီးမခိုင်းကြနဲ့ ทำพิธีพวกเราต้องอยู่นอกเส้นนะนอกเส้น ဒီလို ของ ဘု
ပွဲစပြီဆိုရင်သူတို့စီးတားတာလည်းနေရာရှိတယ်အဲ့ဒီစီးရဲ့အနောက်မှာပဲနေရမယ်စီးတယ်မဝင်ရအောင်เนาะတကားလေးပဲနေ เดี๋ยวจะมีการตีเส้นไว้ให้ ခဏကြာရင်သူတို့ဟိုစီးတားတာပြီမယ် ให้รอบโบสถ์เลยนะพวกเราจะได้ร่มๆถ้าฝนตกจะได้ ပထမစီစဉ်ရတော့ဟိုစာတဲလေးထိုးပြီးမလို့အဲ့ဒီတင်ရဲ့ပတ်လေမလဲ ผู้ใหญ่ท่านบอกไม่ได้หลังคาเต็นท์จะล้ำเข้ามาในเส้นที่จะฝังลูกนี่ไม่ได้นะ ဆရာတော်ကြီးတယ်ပြောတာအဲ့ဒီတဲထိုးလိုက်စီတားရတဲ့စီကိုကြော်လာခဲ့မရဘူးလေအဲ့ဒါဆို เขาชอบแย่งกันนะแต่พวกเราเป็นนักปฏิบัติเราคงไม่มาแย่งหวัง သူများတွေကအဲ့ဒီမှာကျိန်လေးတွေရှိကျိန်လုံးလေးတွေကျိန်ပင်လေးတွေရှိတယ်လေလူကြတယ်အဲ့ဒါတို့အားထုတ်တစ်ပါးနေတော့ဒါတွေလိုက်မလူတွေရတယ် พอตัดไม้เสร็จเนี่ย အဲ့ဒီအတုံးကြီးကိုကျိန်ကျိုးကြီးလက်ချီတာတော့ဖြတ်မဆိုရင်သူတို့ကဖြတ်ချလာတော့ဒါတော့ ไม่ได้แจก ဖြတ်လိုက်ဆိုကျိန်ကျိုးကြီးကြတယ်မှာ แจกบอก အဲ့ဒီကျိန်ကျိုးကဘယ်သူမှမပေးနော် คน တော့မဆိုဆုတ်ဆက်ခတ်တယ် แล้วมาทำบุญฝังลูก လှုပ်တလားလှုပ်တာ ฉลองโบสถ์ အလူလှုပ်လာတာ แต่ในใจมันอยากได้หวาย ใช่ มันเป็นเปรตนะ အဲ့ဒါကိုကအလူလှုပ်ဖို့လာပြီးတော့ကြောင်းလာပြီးတော့အဲ့ဒီတိမ်ပွဲမှာလာပြီးကျိန် เอาเข้าไว้ จริง ในโบสถ์เลย ကျိန်တုံးလေးတွေရရှင်တယ်ကျိန်ကျိုးလေးတွေရရှင်တော့အဲ့ဒါပိတ်တာဖြစ်နေပြီတလားရရှင်တဲ့စိတ်ရလေဟိုကကျိန်ရရှင်ကိုတော့ပဲကိုတော့ပဲလေရတော့နေမတော်ပြီးကျိန်ကျိုးတွေတုံးပဲလေတူတူပဲ งานมันเริ่มตั้งแต่ ကျိန်ကျိုးလေ นะ8 โมงหลวงพ่อเทศน์ ပွဲတော့ကတော့မနေ့စစ်နိုင်စားတယ် 6 โมงได้ တောင်းတော့6နိုင်ဖွင့်တယ် จนถึงเที่ยงเท่าไหร่เที่ยงครึ่งหรือเที่ยงครึ่งใช่ไหม နေ့လေ7နိုင်7နိုင်ခွဲတိအဲ့ဒီချိန်ကျပွဲတိမ် มีข่าว တနင်္ဂနွေနေ့ကိုပြောတာနော် เพื่อนฝากเพื่อนไม่ได้มาแล้ว တချို့ကြတယ်လေ เป็นปึก mix ให้มาปิด တငယ်ချင်းတွေက ปิด အပ်တယ်ပေးတာ ไม่ไหวนะปิดพอ ဆွေလကရဆိုတငယ်ချင်းအစားလကရတယောက်တည်းတနိုင်လောက်ကြာကိုကတ်တယ်အဲ့ဒါလည်းအဲ့ဒါလည်းကြည့်လို့မလားအဲ့လိုမလုပ်ရအောင်နော် เรานะ အများကြီးမလို့နော် รออยู่แล้วถ้ามาแต่เช้าอ่ะงานมันเริ่มบ่ายโมงก็เลยจะหิวข้าวนะ ถ้าต้องกินข้าว ဆိုရလာပြီးတော့ ว่า ပွဲတော့နေ့လေတနိုင်လုံးမစားမယ် เข้ามากลางวันขับรถออกไป ပိုက်စားမယ် กินแล้วขับกลับมาอะไรเงี้ยคงไม่มีหวังแล้วนะ เข้ามาแล้วก็คงไม่ได้ออกง่ายอ่ะ ဟိုကလာပြီးတော့ งั้นถ้า ထွက်ပြီးတော့ ข้าวก็เตรียมของเรามา သမင်းတစားမယ်တကယ်လို့အဲ့ဒီနေ့မှလာမယ်ဆိုရင်သမင်းလေးထုတ်လာခဲ့ကြ กล่องเอาแล้ว ကျောင်းမှာလာစားအပူဘူးမလောက်တော့လူတအားများမယ်လာပြီးတော့အပြင်ထွက်စားမယ်ဆိုရင်လည်းပြန်ဝင်ဖို့မလိုတော့ เยอะหน่อยนะทางวัด ကိုနည်းနည်းဂယူးဆိုင်ပြီးလုပ်ရမယ်ကိစ္စပိုင်းစဉ်းစားရမယ်ဖုံထင်တဲ့လူတွေအများကြီးလာကြမယ် นึกไม่ออก ဘာရှိတယ်လဲမသိကိုဖုံလောလောဆယ်စဉ်းစားလို့မရ ไอ้มอเตอร์เวย์อะเขาจะปิดถนนทางเข้าวัดเนี่ย1 เลนนะ ปิดทางเข้านี่ถ้า အဲ့ဒီနေ့ကြာရင်လည်း จะมารอ မတော်ဝေးလမ်းလည်းအဝင်နေပေါ့တော့ပိတ်မယ် ถ้า လမ်းနမကြီးရရင်လေ ကျောင်းဝင်မဲ့လမ်းခွဲ ตรง ပြောမဆိုရင်ထန်တရုံရွာတွေလည်းလာရမှာ ตรง ရွာတွေထန်တရုံလိုက်လာရမှာ แถวนั้นไม่มีทางตรงสักเส้นเลย အတီးအောင်အဲ့ဒီမှာထန်တရုံဆိုတာတက်ကိုအလေးပဲတက် บ้านทางตรง အဲ့ဒီရွာထဲမှာမောင်းလိုက်ရင်တော့ဘတော့မှလမ်းမတဲ့တော့ဟိုကွေ့ဒီကွေ့လည်းဖြစ်နေတယ် ทางไป နောင်မေကတော့လမ်းဖြောက်တဲ့ရွာလေနောင်မေအဲ့ဒီပဲလေဒါပေမဲ့ရွာတဲ့ရောက်တာလမ်းအကွေ့ကောက်ယူပဲဘယ်နေရာမှာဖြောက်တာမတွေ့ရဘူးလေ เนี่ยรู้สึกมีอุปสรรคหลายเรื่องเลยนี่เรา ပြောမဆိုရင်လည်းအခက်ခဲကြီးပဲเนาะနားထောင်ကြည့်တော့လေဟိုစားလည်းခက်ခဲဒီစားလည်းခက်ခဲနေတယ် ถ้าฝนตกอ่ะนะฝนตก ဟိုပြီးအဲ့ဒီကြားတော့ပါဆိုမိုးရွာရင်ပူဆိုးမယ် หลุมน้ำมนต์ให้ก็แล้วกันนะ အဲ့ဒီနေ့ကျမိုးရွာရင်လည်း หลวงพ่อ နတ်တွေ ไม่เป็น တရားမင်းတွေကညီမန်းဖျမ်းပြီးတယ်လို့ပဲအာယုံပြုလိုက်ပေါ့နော် ให้เยอะ နီကုံချိုးမယ်နော်ကို
ယူဆိုင်ကြလာမယ်တွားမယ်ဆိုရင် มาบอก ကိုယူဆိုင်ပြီးလောက်ကြ จากศรีราชจาก မနေ့က พัทยาเนี่ยมาบอก စတီလီလာ ช่ว တီ ง ယုံ นี้ က ไข้หวัด ဆ ใหญ่ ရာ ระ ဝန်က บาดแล้วก็โควิด ဒီတလောကဟိုစာကိုဗစ်ယောဂ คน ကိုဗ ที่ စ် จะ ယောဂလေး เข้าโรงพ ပြ ยา န့် บาลเนี่ย ပြန့်နေ ปวด တယ် บว နော် มอะไรนี่เยอะแยะเลยนะ ပွားနေတယ်နော်ပြန့်ပွားနေတယ် งั้นถ้าเรา အဲ့ဒါဆေးရုံမှာ ไม่แข็ง အ แร ဆုတ် ง လည်းပတ်သက်ပြီးဆေးရုံရောက်လို့ခက်မြင်မြင်ဖြစ်နေ อยู่บ้านปลอดภัยกว่าหรือมาวัน ကိုကတကယ် ศุ တော့ กร์ ကျမရေးတိတ်မကောင်း คน စီ คนเยอะ ကြောင်း ๆถ้าเราไม่ ဟို แข็งแรงลำบาก မလာကိုကကျမရေးတိတ်မကောင်းမလာတဲ့ ทาง နော် ที่ดี ယောဂကူးမကြောက်တယ် ทางที่ดีใส่หน้ากากไว้ အကောင်းဆုံးကတော့ ไม่ mess ได้ တ เป็ တ် น ကြပါနော်လာမဆို เราก็ป้องกันตัวเองไว้ เดี๋ยวกลับ ကို ไป ကို ก็ ကို เป็น ကာကွယ်တယ်အများကိုလည်းကာ คน ကွယ် ที่ တယ် เป็นแล้วอนุโมทนาอยู่ที่บ้านก็แล้วกัน တကယ်လို့ယောဂဖြစ်နေဆိုလဲ เนี่ย အိမ်မှာပဲ ปัญ နေ หาอุป နော် สรรคอะไรมันเยอะนะ ဟုတ်လားအခက်ခဲတွေတိုင်း ก็ များ ค่ လဲ อยๆแก้ไป ပွဲတစ်ပွဲချင်းပ ตาม ပေါ့ ลำดับ ဟိုအမျိုးမျိုးစီ จบ စဉ်ပြီး ยัง ရစင်ကြင် ทัน ပြီး ยัง ကဲတော်ပြီ ไป ကြော်ညာတာတော်ပြီနော် ฝากคนนั้นฝากประเด็นนี้คนนี้ฝากประเด็นนั้นนะ ဟိုလူကကြော်ညာခိုင်းဒီလူကကြော်ညာခိုင်းတယ်ကိုကလည်းအိုနေပြီမမီလို့စားလို့ရှိတယ်မမရှိ วั လို့ น စား นี้คนจีน ကဲတရားပဲနာတော့မှာ อยู่ที่ไต้ห တ วัน ရားပဲဟောတော့ ราวๆ200 คน အခုတိုင်ဝမ်ကိုလည်းဒါလိုက် live ပြနေတယ်ဒီရရင်လေ หลวง တို พ่ င် อ ဝမ်နို ดี င် ใจ ငံကိုလည်း นะ ရှိတယ် คนต่างประเทศ ဖုံတနာတယ်နော်ကိုချင်းစားလည်းနိုင်ငံသားတွေလေ คือ ဒီတရားကိုလိုက်စားဖို့อ่ะ ความเข้าใจพื้นฐานมันไม่เหมือนกัน ကိုကဒီတရားပေါ်မှာ คน အခြေ จีน ခံ มา ဒီ อย่าง တရားပေါ်မှာ เขา တရားကိုနားလည်ဖို့ပဲကိစ္စတော်တော် ทาง ခက် ที่ ခဲ หลว တယ် งพ่อสอนเนี่ย သူများစွာကမဟာဟိုဘက်နိုင်ငံတွေကတရုတ် จะเป็ တို น င်ဝမ် คำ နိုင်ငံ สอน ဆိုရင်လဲ ที่ ဟိုမ เก่า ဟာ ที่พระพุทธเจ้าสอนเอาไว้ မဟာနေယကမဟာ ไม่ใช่สิ่ง เอ่อ ที่ မဟာ อาจารย์ชั้นหลังท่าน အဲ့ แต่ ဒီ ง line ဖြစ်နေတော့ อาจารย์ชั้นหลังท่านแต่งก็ไม่ใช่ว่าท่านเลวร้ายนะอย่างท่านแต่งมีพระโพธิสัตว์มีปัญ အဲ့ หา ဒီ ชี မှာ วิตไปสวดอ้อนวอนพระโพธิสัตว์มาช่วยอะไรเงี้ย သူနောက်ပိုင်းမှာသူတို့ရဲ့အယုံ เจตนาดี အယုံကြည်တဲ့သူတို့အယုံကြည်တဲ့တောင်းသူစုတောင်းဆိုတဲ့အ สิ่ง ပိုင်းတွေ อื่นพึ่งผี သူ ปี တို့တွေ ศาจ က อะไรก็บอกให้มาพึ่งพระโพธิ အာ สัตว์ ကိုးတ ช่ ယ် วย လေ อย่างเงี้ย ကိုအာမကူတကူစင်နေ ทีแรก ဖျားလောင်းလေ ก็ได้เป็น ဖျားတွေကိုတွားပြီးတော့ คนไม่เห็นแก่ ကို ตัว လည်းပုံစံမျိုးသူတို့ကအဒါလေးကိုတောင်းဆိုအဒါလေး สำหรับ တောင်းဆိုရင်တော့ ทำ အောင်မြင်တယ်ဆိုတော့အဲ့ဒီအယူလည်းသူတို့ကအဓိက ในทางเถรวาทเนี่ยจะมีความชัดเจน တို့ထေလာဝါဒကတော့ จุด ကို หมาย ကိုအားကိုးပြီးအားထုတ် พุทธศาสนานะคือความดับ ကိုယ့်ရဲ့ပန်းတိုင်ကတော့ပြောမဆိုရင်နိဗ္ဗာန်ကိုကိုတိုင်ကြိုးစားပြီးတွားမှာအဲ့ဒါအဓိကချက်ပဲနော်နိဗ္ဗာန်ဆိုတာသူကထေလာဝါဒဆိုတာ ว่าสิ่งที่ท่านสอนนะก็มีแค่ว่าเรื่องทุกข์กับเรื่องการดับทุกข์ မြတ်စွာဘုရားဟောထားတဲ့တရားကဒုက္ခနဲ့ဒုက္ခအကြောင်းနဲ့ဒုက္ခငြိမ်းဖို့အကြောင်းပဲဒုက္ခအကြောင်းငြိမ်းဖို့ဒါပဲဟောထားတာ วัฒนธรรมต่างๆนะเข้าใจในเมืองต่าง ဒါပေမဲ့လည်းတနိုင်ငံနဲ့တနိုင်ငံရဲ့ယုံကြည်ချက်တွေအယူအစင်လာလေအဲ့ဒါတွေကြမှာကွာတော့ကြတယ်လေကွဲကွာတော့ကြတယ် เรื่องทุกข์ အတူကြ ท่านก็ไม่ได้พูดแต่เรื่องทุกข์ท่านก็ชี้ ဒုက္ခအကြောင်းပြောမစ เรียกตัวส ဘုံ มุทัย ပြဆိုဘုရားဒုက္ခဆိုတာပြောမဆိုတာဒုက္ခရဲ့အကြောင်း ไม่ได้พูดลอยๆว่าให้ดับทุกข์ ဒုက္ခအကြောင်းကိုလက်ညှိုးထိုးပြတာဒီအကြောင်းကြောင့်ဒုက္ခဖြစ်တယ်ဒုက္ခငြိမ်းမယ်ဆိုတော့လည်းနေထိုင်လည်းငြိမ်းခိုင်းတယ်မဟုတ်ဒုက္ခငြိမ်းမယ်အကြောင်းကိုလည်းပြတယ်ဒီလိုအကြောင်းလုံးမှာဒုက္ခငြိမ်းမယ်ဆိုတော့မြတ်စွာဘုရားဟောထားတဲ့တရားတွေ ก็มีเรื่อง အဲ့တော့မြတ်စွာဘုရားအသေးစိတ်ကိုခွဲပြထားတယ်ဒုက္ခလည်းဒုက္ခအကြောင်း มีนิโรธคือความดับทุกข์ နိရောဓဆိုတော့ဒုက္ခချုပ်ငြိမ်းဖို့ การดับทุกข์งั้นเรื่องทุกข์กับการดับทุกข์นั้นขยายความออกมาหน่อยหนึ่งก็จะเป็นเรื่องของอริยสัจสี่ အဲ့ဒီဒုက္ခလည်းဒုက္ခငြိမ်းတဲ့အကြောင်းဆိုတစ္ဆာလေးပါးကိုပြောတာနည်းနည်းချဲ့လိုက်တစ္ဆာလေးပါးဖြစ်တော့တယ် คำสอนทั้งหมดของท่านท่านเปรียบเทียบอริยสัจสี่เหมือนรอยเท้าช้างนะคือสมัยของ မြတ်စွာ เราเนี่ย ဘုရားဟောနိုင်တဲ့ပြတာ รอยเท้า တစ္ဆာလေးပါးဆိုတာစင်ရဲ့ချီယာမျိုးနဲ့နိုင်တာလေစင်ရဲ့အကြီးဆုံးမျိုးဒီ
ဒီကဘာပေါ်မှာရှိဒီမြေပေါ်မှာရှိတယ်လေအဲ့မျိုးအဲ့ဒီမှာဒုက္ခချုပ်ငြိမ်မှုအကြောင်းဟောထားလေအဲ့ဒီတစ်ချက်လိုက်တစ္ဆာလေးပါးဖြစ်တော့တယ်ถ้าเรายังไม่รู้แจ้งแทงตลอดอริยสัจสี่เรียกว่าเรายังมีอวิชชาอยู่တို့တစ္ဆာလေးပါးကိုနားမလည်ကိုယ်မှာအဝိဇ္ဇာဖြစ်နေတော့ပဲအဲ့ဒီမှာအဝိဇ္ဇာဖြစ်ရင်တော့ကိုကတန်တရားလေးမှာထပ်လေအောင်မှာทั้งกรรมดีทั้งกรรมชั่วအဲ့မှာအဲ့ဒီမျိုးအဝိဇ္ဇာလေးနေတော့အကုသိုလ်တွေပဲဖြစ်အောင်မှာเจตนาเกิดขึ้นนะจิตจะเกิดความดิ้นรนปรุงแต่งဘာပဲဖြစ်ဖြစ်ကိုကကိုယ့်ရဲ့ရည်ရွယ်ချက်ရှိလာခဲ့ရင်လှုပ်ချင်တဲ့ရည်ရွယ်ချက်ဖြစ်လာခဲ့ရင်ကိုကစိတ်ကလှုပ်ရှားပြီးတော့ပြုပြင်မယ်လေအဲ့ဒါတွေကတန်တရားအဲ့ဒါလူချင်တဲ့ဥစ္စာဒုက္ခဖြစ်တယ်ပဲတရားကိုလူချင်လည်းဒုက္ခဖြစ်တယ်ပဲအဲ့ဒီပေါ်မှာစိတ်ထားတိုင်းကိုကဘလို့ကိုတိုးတက်ဘလို့လုပ်ရမလဲဆိုကိုကဒီတစ္ဆာလေးပါးကိုစင်လင်းသိင်ဒီတစ္ဆာလေးပါးကိုစင်းလင်းအောင်တဘောပေါက်ဘလို့လုပ်ရမလဲนี่ทำไงเราจะรู้แจ้งแทงตลอดอริยสัจဘလို့လုပ်ရင်ကောင်းမလဲတစ္ဆာလေးပါးကိုတစ္ဆာလေးပါးဘယ်ရဲ့စဆိုတော့ဒုက္ခရဲ့စมีความทุกข์ทางกายกับทุกข์ทางใจဘယ်ရဲ့ဒုက္ခဆိုကိုယ်ဒုက္ခလည်းစိတ်ဒုက္ခความเจ็บความตายเป็นရုပ်ဒုက္ခအိုတယ်နာတယ်တေးတယ်စိတ်ရဲ့ဒုက္ခကြတော့ကိုချစ်တဲ့အရာလဲကွဲခွာရတာလဲခံစားရတယ်လူချင်တဲ့စာမရရင်လည်းဒုက္ခဖြစ်တယ်ဒါစိတ်ရဲ့ဒုက္ခလေဒါလောကလည်းမဖြစ်နေတဲ့အရာတွေလေဒါဒီဒုက္ခတွေအားလုံးကဒုက္ခချစ်စရာအချစ်တူလဲခွဲချစ်တူလဲမအောင်မြင်လဲဒုက္ခဖြစ်တယ်အလိုပြုတ်တယ်လဲဒုက္ခဖြစ်တယ်เพราะว่ามันไม่อยากจะตกงานကိုကအလျော့တယ်အလိုရှိချင်တယ်လေหวังว่าจะโตขึ้นไปเรื่อยๆตกงานซะแล้วကိုကညှို့လင့်ထားတာကိုအလိုကအမြဲတမ်းတိုးတက်တယ်မလို့ထင်တယ်คำว่าทุกข์เนี่ยแหมมีสารพัดจะทุกข์ย่อลงมาก็ဒီလောကထဲမှာဒုက္ခတွေကစုံနေတယ်ပဲပြောလို့မကုန်တော့မြင်ရလေဒုက္ခလေးคำสอนของพระพุทธเจ้าไม่ได้สอนหยุดอยู่แค่ความแก่ความเจ็บความตายเป็นทุกข์ความพลัดพรากจากสิ่งမြတ်စွာဘုရားဟောတာလဲရုပ်ဒုက္ခလဲစိတ်ဒုက္ခကြီးပဲမဟုတ်ဘူးနော်ความไม่สบายกายความไม่สบายใจความคับแค้นใจကိုစိတ်မှာခံစားစအားလုံးကိုမြတ်စွာဘုရားဟောတာပဲแต่ท่านก็สรุปให้ฟังဆိုနိဂုံချုပ်လိုက်ที่ทุกข์นะย่อลงมาเนี่ยဒုက္ခအလိုချုပ်လိုက်โดยสังเขปนะอุปาทานขันธ์ทั้ง5คือตัวทุกข์ဥပါဒကอุปาทานขันธ์အဲ့ဒါဥပါဒကဒုက္ခကြီးมีนี่แหละเรียกว่าอุปาทานขันธ์သူရှိတဲ့ယုံနာအဲ့ဒါဥပါဒကอุปาทานขันธ์ที่ไม่ใช่ဥပါဒကก็คือพวกโลกุตระจิตโลกุตระเจตสิกလောကုတ္တရာစိတ်တယ်လေพวกนั้นไม่จัดอยู่ในกองทุกข์แล้วมันพ้นจากလောကုတ္ตရာစိတ်တွေကဒုက္ခမဟုတ်พ้นจากโลกไปแล้วนะในส่วนของโลกุตระအဲ့ဒါလောကကြီးမြောက်တယ်လောကီရဲ့မြောက်ထွက်တယ်ทุกข์นะร่างกายจิตใจของเราเนี่ยก็จัดอยู่ในกองทุกข์တို့စိတ်တွေကဒုက္ခပုံတွေမှာရှိနေတာနိဂုံချုပ်မယ်ဥပါဒကံ5ပါးကဒုက္ခကြီးပဲထပ်ပြီးတော့မြတ်စွာဘုရားထဟောတာခန္ဓာ5ပါးဆိုဒီရုပ်လက်ဒီနာလေအဲ့ဒီမှာတည်တဲ့စာမမိတဲ့အရာတွေในขันธ์5นะมีรูปธรรมอยู่1มีนามธรรม4ตัวယောဂတပုံနာငါ4ပုံเหมือนตัวประกอบหนังไอ้ตัวหลักจริงๆก็คือตัวจิตนะ
ဒီကတော့စိတ်ပဲဒါချုပ်တယ်အဓိကစိတ် มี3อย่างคือความรู้สึกสุขทุกข์นะความไม่สุขไม่ทุกข์ စိတ်ရဘာပြောမှဆိုရင်ဒုက္ခဒုက္ခ แล้วก็ နော် ป လို့ รุงดีปรุงชั่ว အလေလက်စိတ် ไม่ดีไม่ชั่วสิ่งเหล่านี้เป็นแค่ตัวที่มาประกอบจิตยังไม่ใช่ตัวสำคัญ အဲ့ဒါ ตัวสำคัญ စိတ်လက်လာပြီးအပ်စားတဲ့ ในจิตก็เป็นคนหลุดพ้น လက် ตกนรก ခံစားမှုတွေ ตกนรกนะจะขึ้นสวรรค์จิตก็ ပြောမှဆိုရင် สวรรค์ ငရေပြီးကြတယ်ဆိုတာစိတ်ကငရေပြီးကြတယ်နတ်ပြည်ရောက်တယ်ဆိုတာစိတ်ကနတ်ပြည်ရောက်တော့ เนี่ยในขันธ์ห้านะก็จะมี5ตัวมีรูป ခန္ဓာ၅ပါးမှာ มี အဲ့ဒါ ที่ประกอบกับจิตอยู่ โยก สี่ ติ ตัวเป็นตัว နော် ปรุ တော့ งแต่งให้จิตมีจิตพิสดารเป็นจิตที่สูงบ้างถูก စိတ် บ้าง စိတ်တဲ့ บ้างไร้ စိတ်တဲ့အစတင်တဲ့ဥစ္စာ၃ခု และตัวหัวโจกตัวสำคัญก็คือตัวจิต အဓိကဆက်ရတော့စိတ်ဘာစိတ်တဲ့ဘာစိတ်ဆိုတာဘာဆိုရင် อารมณ์นะ အဲ့ဒါအာယုံတိတဲ့အရာကိုစိတ်လို့ခေါ်တယ်အာယုံတိုင်းတိတဲ့စာစိတ်ပဲ สิ่งที่ถูกรู้จิตคือคน ติ รู้อารมณ์นะ အာယုံကတိခံထိတာအာယုံစိတ်ကအာယုံတတိတာဘာကိုတိတာလဲ ของจิตก็มีรูปนะ ယုတ် เราเห็นคน ဘာလဲ เดิน ယုတ်ကိုတိတယ် ที่มันเดินนะเป็นสิ่งที่ตาเห็นนี่เป็นอารมณ์ของจิต เสียงที่เรา တော်တွေ့ယုတ် เป็นอารมณ์ของจิต ယုတ်ကိုတော်တိမိစဉ်အာယုံကပေါ်လာခဲ့တယ် ที่จมูกรู้ အနံ့ကိုမိအနံ့နှာခေါင်းမှာပေါ်လာခဲ့ရင် อะไรนะหรือ နောက်ခန္ဓာကိုယ်မှာ ทั้งหลายสิ่งเหล่านี้ ခံစားမှုရလဲထိတွေ့ဖတ်တရတယ် นะจิต အဲစိတ်ကလေးတိတယ် ไม่ดีไม่ชั่วมันว่างๆ စိတ်ကသူကကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဟုတ် มีองค์ประกอบที่ดีมาร่วมด้วยนะมันจะช่วย သူကအဲ့ဒီ สภาวะ အဲ့ဒီ ที่ชั่ว ခံစားမှုအာယုံတွေလာထိမှသူကကုသိုလ်လည်းအကုသိုလ်လည်းပေါ်လာခဲ့တယ် เรียกว่าตัวทุกข์ အဲ့ဒါတွေအားလုံးကဒုက္ခ ขันธ์ทั้ง မြတ်စွာဘုရားဟောတဲ့လက်တရားတွေမှာအားဒါအားလုံးဒုက္ခကြီးပဲလို့ แล้วท่านก็บอกด้วยว่า หน้าที่ต่อทุกข์ไม่ใช่การละนะ တော့မြတ်စွာဘုရားထားဟောတဲ့ဒုက္ခဆိုတာ ธรรมะแล้วปฏิบัติ ကိုကဘာလို့ဆိုဒုက္ခကိုမြတ်စွာဘုရားဟောတာတိဖို့ဟောတာဒုက္ခဆိုတာတိရမယ် มีอยู่นะกายนี้ ဒုက္ခရှိနေတယ်ကိုယ်ရဲ့စိတ်ကဒုက္ခဆိုတာ ไม่ใช่ให้ ဒုက္ခတိရမယ်ဒုက္ခကိုစွန့်ခိုင်းတာမဟုတ်ဘူးနော် ဒုက္ခကိုသိခိုင်းတယ် ได้ไหมมีร่างกายแล้ว တို့ဒီဒုက္ခဒီခန္ဓာကိုယ်မရှိဒုက္ခကိုစွန့်လို့ရလား จะเจ็บห้ามได้ไหมห้ามร่างกายจะ ခန္ဓာကိုယ်ကြီးနာကိုတားလို့ရလား จิตใจเราจะกระทบอารมณ์ที่ดีหรือกระทบอารมณ์ တို့ ที่ စိတ်က ได้ไหม အာယုံတွေလည်းခံစားဖို့ကတို့ရွေလို့ရလားဟိုအာယုံခမကောင်းတဲ့အာယုံမခံစားမအောင်လဲခံမအောင်လဲမကောင်းတဲ့အာယုံဆိုမခံစားဆိုလုပ်လို့ရလား เราไม่อยากเจอเราอยากละทุกข์พระพุทธ တို့ เจ้า ဒုက္ခကိုစွန့်ချင်ကြတာ ท่านสอนให้ မြတ်စွာဘုရားဒုက္ခကိုစွန့်ခိုင်းတာမဟုတ်ဒုက္ခကိုတိခိုင်းတာ การรู้ปัญหานะ ဒုက္ခကိုတိခိုင်းတာပြဿနာကိုတိဖို့လုပ်ခိုင်းနေတာ ไม่ได้เข้าไปวุ่นวายเกลียดชังมัน ကိုကသူ့မုန်းဖို့လည်းမဟုတ်သူ့တော့ဆွဲဖက်ဖို့လည်းမဟုတ် ตัวเองว่าทำไมมันไม่สบายนะท่านไม่ได้ส ကို อน ကိုလည်းစိတ်မတူလို့မဖြစ်လို့မချမ်းသာတယ်ဘာညာဆိုတော့လေ ความจริงของชีวิตคือรูปธรรมนามธรรมนี้ยังไงก็ทุกข์นะท่านไม่ได้สอนให้ အော်တကယ်ပြောမယ်ဆိုရင်ဒီရုပ်လည်းနာဘလို့ပဲဖြစ်ဖြစ်သူကဒုက္ခပဲဘလို့ပဲလို့ဒုက္ခပဲ ไปมีสติคอยรู้จิต ကိုကတတိရှိပြီးခန္ဓာကိုယ်လိုက်တိစိတ်လိုက်တိမှုပဲအရေးကြီးတယ် รู้ซื่อ တော့အမှန်ကန်တိုင်းတိ แสง ဖြစ်နေတဲ့တိုင်လိုက်တိပေါ်နေတဲ့တိုင်လိုက်တိ มันก็เห็นความจริงเห็นแล้วเห็นอีกนะเห็นบ่อยๆ ပြောမှဆိုရင်ဒါကြည်ပြီးကြည်ပြန် ยอมรับ ကြည်ပြီးကြည်ပြန်စင်ကျင်ပြီးစင်ကျင်ပြန်ဒါပဲလုပ်တယ် รู้สึกร่างกายไป တနည်းဆိုကိုတတိတွေပေါ်လာခဲ့အောင် ยืนอยู่รู้สึกเดินอยู่รู้สึกนอนอยู่รู้สึก အဲ့ဒီနဲ့လည်းတိနေထားနေလည်းတိနေတယ် เคลื่อนไหวรู้สึกหยุดนิ่งรู้สึก ကိုလည်းဆွေလည်းရောင်းနေလည်းတိနေတယ် บ่อย အမြဲတမ်းခန္ဓာကိုယ်မှာဖြစ်နေတဲ့အရာကိုလည်းတိတယ်ရုပ်ကိုမမိတယ်နော် ๆก็จะเห็น ရုပ်ကိုမ จริงของร่างกาย နောက်တော့ဒီရုပ်ရဲ့အမှန်ကန်ကြောင်းကိုတိလိုက်ခင်ဒီရုပ်ရမှာမြဲပါလားလို့မြင်ရမှာ มีหน้า အဲတော့အသက်ဆူထွက်ပြီးရင်သူ့ရဲ့အစာအသက်ဆူဝင်တယ်လည်းပြန်ဖြည့်နေရတယ် เรื่อย အသက်ဆူဝင်တယ်ဖြည့်ပြီးရင်အသက်ဆူထွက်တယ်ပြန်ဖြည့်နေရတယ်မပြည့်လို့ဖြည့်ရဆိုဒုက္ခဖြစ်လို့ဖြည့်တယ် สติรู้สึกอยู่ในร่างกาย ကိုကအမြဲတမ်းတတိရှိနေsinအမြဲတမ်းခဏဖြစ်နေsinကိုကရုပ်ရဲ့ เที่ยงนะต้องเปลี่ยน
ye among kanda ku tui la ge ทำไมมันต้องเคลื่อนไหวทำไมมันต้องเปลี่ยน ba phi lo tu de chain lo hu sui le di thai ngai tha lại hu tu a มันเมื่อยมัน phi ต้อง a ขยับ thi ne ตัวต้องลุก cha la ge tu a นอนก็ tu เมื่อยต้อง nu พลิกซ้าย tu พลิกขวาหายใจออกนะ nhau nya la ge do kha phi de ไม่ ge ได้ ai da cha yin le do kha phi de หายใจ le เข้าแล้วหายใจออกไม่ได้ก็ทุกข์ at the ji นะ at the su mi mi pian thwat ni ya le do kha phi lo thwat ni ya la ถ่ายก็ at the su thwat bi pian win ya de ba thwat ba mya lo do kha pian phi de ba thwat lo pian win mya tu la ถ่ายให้ at the su win ထွက်တယ်တော့မှဒုက္ခဖြစ်တယ်ဆိုကြည့်တော့ แล้วไม่ ကျန်တဲ့စာလေဒုက္ခမဖြစ်ပဲရမလား ร่างกายเราว่าอย่าหิวอย่าหนาวอย่าร้อน ကိုခန္ဓာကိုခိုင်းလို့ရလားမစာနဲ့ဗိုက်စာလည်းမစာနဲ့မချမ်းနဲ့မပူနဲ့ကိုခိုင်းလို့ရလား तू ဖြစ်တဲ့အတိုင်း तू ဖြစ်နေတော့လားပတ်ဝန်းကျင်အကြောင်းကြောင့် เราก็จะได้เห็น အကြောင်းကြောင့်ခံစားရတဲ့ကိစ္စကြီးပဲဖြစ်နေ มันไม่เที่ยงนะมันถูกความ မမြဲဘူးဆိုတော့ကိုသိရ เว မှာ ลา တစ်ချိန်လုံးပြောင်းလဲနေတယ်တစ်ချိန်လုံး เรื่อย တစ်ချိန်လုံးဖိအား ๆขยับนะ ခံစားနေရဒီရုပ်ရ ป่วยตายไปเลยนะกระดิกตัวไม่ได้ နောက်ဆုံးတော့လဲတီတိခံစားရတော့ ไม่ได้อย่างใจ ကိုကထိန်လို့မမရဘူးကိုစိတ်တိုင်းကြပါမမရ รู้สึกกายเนี่ย ကိုကတတိပဲလိုက်တိတည်ရမှာ ร่างกายเนี่ยมันตกอยู่ใต้ไตรลักษณ์เราดู ဟို ไปเรื่อย ဒီရုပ်ယူစင်ကျင်ကြည့်မယ်ဒီရုပ်ကြီးကလည်းတုံပါလက္ခဏာအောက်မှာပဲကျင်လေနေနေဖြစ်တယ်တီးတယ်ပြက်တယ် ไม่เจ็บอยากไม่ตายนะ မအိုချင်လည်းမရမနာချင်လည်းမရမတီးချင်လည်းမရ จนจิตมันยอมรับความจริง နောက်ဆုံးဒီစိတ်ကလက်ခံတယ်ဒီအော်ယုတ်ကဒီလိုပဲဖြစ်နေဒီယုတ်ကလက်ခံပြီးဒီအမှန်ကန်တိုင်းဒီယုတ်ရငါမဟုတ်ဗလားဆိုတော့ แล้วร่าง ငါဘာမှထိန်လို့မရဗလားဆိုတော့ มีแต่ ပြောမှဆိုဒီယုတ်ကြီးကဒုက္ခဒုံကြီးပဲ เนี่ยที่เราปฏิบัติธรรมนะ ไม่ใช่เพื่อ ကိုအားထုတ်နေ ทุกข์นะ ကိုအားထုတ်နေဒုက္ခမဖြစ်ဘူးမဟုတ်နော်ဒုက္ခကိုတီးဖို့အားထုတ်နေ ความเป็นจริงเข้าใจธรรมะ အဲ့ဒါစိတ်ရုပ်သဘောပေါက်ကိုအားထုတ်ပြီးနေရမှာဒီစိတ်ကလက်ခံရအောင် จิตไอ้ของกายอ่ะมันไม่เที่ยงมันเป็นทุกข์เป็นอนัตตา သူ့ရဲ့တဘာဝစိတ်ရဲ့ จนจิต ခန္ဓာကိုယ်ရဲ့တဘာဝကသူကဒုက္ခပဲ ความจริงได้แล้วต่อมาเรา စိတ်ကိုလက်ခံဖို့အရေးကြီးတယ်စိတ်ကဒီရုပ်ကိုလက်ခံဖို့ကဒီဒုက္ခဒုံကြီးပဲဆိုတော့ มันไม่เที่ยง သူက มันเจ็บ ဒီရုပ်ကြီးကဘလို့ပဲဖြစ်အိုမှာပဲ ร่างกาย နောက်တော့နာမှာပဲနောက်တော့တီမှာပဲအဲ့ဒီပေါ်မှာကိုကဒုက္ခ อนัตตา ဆင်ခြင်တတ်ဖို့အရေးကြီးတယ် จิตมันยอมรับความจริงได้มัน အဲ့ဒါစိတ်ကအဲ့ဒါကိုလက်ခံပြီးဆိုရင် ไม่ทุกข์นะ ကိုကအိုလာခဲ့ရင်ကိုကဒုက္ခမဖြစ်ဘူး เจ็บ အော်ဒါတော့အိုမှာပဲဆိုတော့ကိုသိနေ เวลา အိုမှာ จะ အိုမှာပဲ ไม่ทุกข์เพราะว่ามันธรรมดา တည်မယ်ဆိုရင်လည်းလက်ခံလို့ရအောင်တည်ရမှာပဲဆိုတာလက်ခံတယ်လေဒါကိုဒုက္ခကိုတည်ပြီးတည်တာလည်းဒုက္ခပဲလေအဲ့ဒါဒုက္ခကိုတည်တာပြီး ต้องแก่เราต้อง လက်ခံတယ် ตายนี่เป็นเรื่อง ကိုအိုမယ်နာမယ်တည်မယ်ဆိုကိုလက်ခံတယ် รู้สึกกายไปเรื่อยๆดู ကိုကအဲ့ဒါခန္ဓာကိုယ်မှာအမြဲတမ်းဒီရှိနေတယ် มันจะยอมรับความจริงจิตยังไง အဲ့တော့စိတ်ကနောက်ဆုံးစိတ်ကလက်ခံပြီ ตลอดกาล စိတ်ကဘတော့မှအဲ့လောက်အဒီကိုတင်အဲ့မျိုးဆွဲဆောင်ပြီးစိတ်ကမညံ့ဘူးနော်နောက်ဆုံးသူလည်းတဘောပေါက်လာခဲ့တယ်တင်လို့ရတယ်နောက်ဆုံးတော့သူလည်းလက်ခံတယ် ที่ดี လိမ်မာလာခဲ့တယ်စိတ်က อารมณ์ที่ไม่ชอบ ကိုကထိခိုက်တဲ့အာယုန်ဒီပေါ်မှာမူတည်တယ်ကိုကသူ့ဆွဲဆောင်ပေးရမယ်စိတ်ကိုခိုင်းလို့တော့မရဘူးဗောနော်သူ့တင်ပြီးလို့ရတယ်လိမ်မာအောင်ဆွဲဆောင်ပြီးလို့ရတယ် เราจะได้ยินแต่เสียงที่ดีๆเสียงแต่ชมเชยเสียง ကိုက อะไรเงี้ย အတန်ကြားရင်လည်းကောင်းလဲအတန်ပဲကြားကိုယ်ချင်းမွေးလဲအတန်ပဲကြားလဲကြိုက်လဲအတန်ပဲကြားချင်တယ် มัน ဦးမြဆဲတယ်လို့ဦးမြမကောင်းတဲ့ຢာတွေကျွန်တော်မကြားချင်ဘူး เลือกไม่ได้นะ နှာခေါင်းလဲဒီလိုပဲဟောနှာခေါင်းမှာရလဲအနံ့လဲကိုရွေးလို့ရတော့လားကောင်းလဲအနံ့ပဲရချင်တယ်နံလဲနံ့မရချင်ဘူးဆိုကိုရွေးလို့ရတာသူ့ကြောင်ကြောင်ဖြစ်လဲအကျိုးတွေပဲဒီနှာခေါင်းမှာလဲလေ เราเนี่ยจะให้สัมผัสแต่สิ่งที่ดีไม่ ကိုခန္ဓာကိုယ်ကထိတွေ့ဖို့ บาง ထိတွေ့ဖို့ခန္ဓာကိုယ်လဲထိတွေ့ဖို့ ก็ร้อนไป ကြိုက်တဲ့အရာပဲထိတွေ့လို့ရတာ ตัวอะไรมากัดมาต่อยบาด ခါကြိုက်ရင်လည်းပူးကောင်လေးကြိုက်ကန်ထိလို့နာတဲ့စာရှိတော့မမြဲဘူးဟောမတေကြဘူးဟောဒါတွေလဲ เรานะจะต้องดีเสมอไปนะ အဲ့ဒါကိုခန္ဓာကိုယ်မှာလက်ထိဖို့အရာတွေလဲအမြဲတမ်းကောင်းရမယ်ဆိုတော့ရွေးလို့မရအောင် คิดไม่ดีนะ စိတ်မှလည်းဒီလိုပဲစိတ်ကတစ်ခါကြိုက်ရင်ကောင်းတဲ့စာကိုတွေးတယ်မကောင်းတဲ့စာကိုလည်းတွေးတယ်ကိုကမင်းအကုသိုလ်မတွေးတဲ့ကုသိုလ်ပဲတွေးရမှာဆိုတော့ကိုခိုင်းလို့မရဘူးလေသူကစိတ်ကိုလည်းကိုထိန်လို့မရအောင်တွေ့လား นะอารมณ์ทั้งหลาย သူအာယုံပေါ်မှာမူတည်ပြီးဖြစ်တတ်တာပဲ จิตใจ
အနာမြင်စီနာနာလေယာကိုစိတ်မှာပေါ်တဲ့စာအာယုန်အားလုံးကိုလိုက်သိနေရမှာ ที่ดีมากระทบนะใจเราก็มีความสุข ကိုအာယုန်ကောင်းလဲအာယုန်လက်ထိတွေးလိုက်ရင်ကိုစိတ်နဲ့ချမ်းသာမှုပေါ်လေတွေ့လားကိုလက်တာလို့မရဘူးချမ်းသာမှုပေါ်ရင် ว่าเวลากระทบอารมณ์แล้วจงมีแต่ความสุขนะเราก็สั่งไม่ได้ ကိုအာစိတ်နဲ့အာယုန်နဲ့ထိတွေးမိရင်ဒုက္ခကြီးပဲဖြစ်ပါစေလို့ကိုတောင်းဆိုလို့မရဘူး กุศล သူကကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားဆိုတော့ เป็นบุญเป็นกุศ သူ ลอะไรเนี่ย အကြောင်းကြောင့်အကျိုးတွေဖြစ်နေတာပဲ กระทบอารมณ์แล้วนะบางคนเนี่ยเห็นพระบิณฑบาตเนี่ยบางคนเห็นพระเดินบิณฑบาตนะจิตเกิดกุศลปลื้มใจ တချို့တွေကြတော့ဘုံကြီးတွေစွန့်ငံပြန်နေတွေ့ရင်လည်းကုသိုလ်စိတ်ပေါ်တယ် โอ้ยพวกขี้เกียจไม่ทำมาหากิน တချို့တွေကြတော့ဘုံကြီးစွန့်ငံကြွတာတွေ့ရင်ဟာဒီကောင်ငပြင်းလို့ဘုံကြီးဝတ်ပြီးတောင်းစားနေလဲကောင်းနေဟုတ်လား มานะ ဟုတ်လား แตกต่างกัน တွေ့လားမြင်ချင်းတူတယ်မှအတွေးခေါ်ချင်းမတူကြဘူးလား บ้างเป็นอกุศลบ้างอะไรอย่างเงี้ย အဲ့ဒီ เนี่ยจิต မြင်ချင်းတူတော့မှကုသိုလ်စိတ်และအကုသိုလ်စိတ်မှာကွာတော့ကြတယ် หรือมันจะชั่วมันไม่แน่นอนเราเลือกไม่ได้ အဲ့ဒါကုသိုလ်လားအကုသိုလ်လားဆိုတော့ကိုရွေးလို့လည်းမရဘူး ความสุขจิตจงมีแต่ความดี ကိုကခိုင်းလို့ရရင်စိတ်ကိုကကောင်းတဲ့စိတ်ပဲဖြစ်ပါစေကုသိုလ်စိတ်ကြီးပဲပေါ်နေပါစေကိုပြောလို့ရတယ် จิตทุกข์มัน ကုသိုလ်စိတ်လည်းမမြင်ဘူးခဏပဲပေါ်ပြီးပြတ်တယ်ပဲ อยู่ชั่วคราวนะ အကုသိုလ်စိတ်လည်းမမြင်ဘူး ก็อยู่ชั่วคราวจิตที่เป็นอกุศลก็อยู่ ဘာမှမမြင်ဘူးကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်မမြင်တဲ့အရာပေါ်မှာပဲဖြစ်ပြက်နေကြတာ มันก็ยอมรับความจริงได้ နောက်ဆုံးတော့စိတ်ကအဲ့ဒါလေးသဘောပေါက်တော့ခဲ့သူတဲ့တကယ်သူလက်ခံတဲ့ဒါတွေအားလုံးလေ หรือไม่สุข စိတ်က ทุกข์เราก็เลือกไม่ได้กระทบอารมณ์ ကိုပြောမှဆိုရင် หรืออกุศลเราก็เลือกไม่ได้นะ ကုသိုလ်ပဲဖြစ်အကုသိုလ်ကိုရွေးလို့မရစိတ်ကသူ့ဘာသူဖြစ်ချင်လို့သူအဲ့လိုစိတ်ကလည်း ที่อย่างนี้นะ ကိုမပိုင်ဘူးလေစိတ်ကငါမပိုင်ဘူးပေါ့စိတ်ကိုသူ့ရဲ့တဘာဝစိတ်ကသူကအလေလတ်မနေနေလဲစိတ်သူက รู้อารมณ์ที่ดีนะหรืออารมณ์ที่มีความสุขอะไรเงี้ย ကောင်းတဲ့အာယုံဆိုလဲကိုလိုက်မပျော်ဘူးလေ ကိုလည်းသိနေတာပဲသိတယ်နော် ทุกข์ร้อนอะไรผ่านเข้ามาในชีวิตเราเราก็ไม่กลุ้มใจ เราก็รู้ว่า တကယ်တော့ มันก็อยู่ชั่วคราว ကိုကအကုသိုလ်လေး ให้พวกเราลองนึกดูในชี ကု วิต သိုလ်လေးပေါ်ကုသိုလ်လေးပေါ်အကုသိုလ်လေးပေါ်ရင်လည်းကိုကကြည့်လိုက်မဆိုသူဒါယာယီခဏပဲပေါ်တဲ့အရာစိတ်အာယုံတွေပဲလို့ มันก็อยู่ชั่วคราวแล้วมันก็ไปแล้วนะและในตรงไหนที่มีความทุกข์ที่สุดในชีวิตนะลองนึกดูนะเราก็จะพบ ကြည့်လိုက်ကိုက มัน ဒုက္ခ นั้นมันทุกข์นะเสร็จแล้วมันก็ผ่าน ဒုက္ခအများဆုံးနေရာကဘယ်မှာလဲဆိုတော့ ที่อยู่คงที่ในจิตใจเราเลย มีแต่ของ ဘယ်အနေရာမှ ทั้งสิ้นไม่ว่าสุขหรือทุกข์ မြည်တဲ့အရာမရှိဘူး กระทั่งกุศลอกุศลนะก็เป็นของที่ผ่านมาผ่านไปอย่าง ကုသိုလ်အကုသိုလ်တွေလည်းဖြတ်သွားဖြတ်လာပဲ ใจมากเลย ကိုမှအမြင် ชีวิตเรามืด ဟိုစိတ် เศร้าๆ ဒါကြာနေတဲ့အချိန်မှာစိတ်ပြက်နေတဲ့အချိန်မှာကိုကြည့်လိုက် ผ่านไป တက်လုံးမှာဒါစိတ်ပြက်ဆုံးလဲသူလည်းမကြာဘူးအချိန်မကြာခင်လေးမှာသူလည်းပျောက်သွားတယ်ပဲ မရှိတော့ อ่านจิตอ่านใจ ကိုကတတိရှိဖို့ပဲ เห็นนะ ကိုကအမြဲတမ်းတတိရှိပြီးကိုစိတ်ကိုဖတ်နိုင်နေဖို့အရေးကြီးတယ် อยู่ชั่ว ကိုလိုက်သိနေဖို့အရေးကြီးတယ် ทุกข์อยู่ชั่วคราว ဒုက္ခဆိုလဲခဏပဲဒုက္ခဆိုလဲခဏပဲဆိုအဲ့ဒါသိနေရဖို့အရေးကြီး ชั่วคราวจิตอกุศลก็อยู่ชั่วคราว ทุกสิ่งทุกอย่างมีแต่ของชั่วคราวทั้งสิ้นเลย အရာအလုံးကမမြင်ဘူးဆိုတော့သိနေရမှာ นี้ได้นะเวลา ကိုအဲ့ဒါကိုလက်ခံနိုင်ရမှာ ปัญหาชีวิตเจอความทุกข์อ่ะ အဲ့ဒါကိုဘဝမှာရင်ဆိုင်မဲ့အကြောင်းဆိုရင် ทุกข์นะสมมุติ ကို ใจเรายัง ရင်ဆိုင်နိုင်တယ် ได้อยู่ အဲ့ဒီ แต่ว่าเรา ဟိုကောင်းတဲ့အရာမကောင်းတဲ့အရာကိုကတရားစိတ်ရှိနေတယ် ไม่ต้องไป အာထုတ်တာဆိုရင်ကိုရင်ဆိုင်လို့ရတယ် ก็ผ่านไปนะ အဲ့ကိုဗလဲမကောင်းတဲ့အရာဆိုလဲတိတ်ပြီးတော့စိတ်မခံစားနဲ့ ว่าเราจะต้อง တိတ်ပြီးတော့အော်ငါမခံနိုင်တော့ဘူးပါညာဆိုလဲမဖြစ်နဲ့ ไป မကြခင်သူလဲပျောက်ကွယ်တော့ ปฏิบัติธรรมกันแทบเป็นแทบตายนะ ကိုတရားအားလာထုတ်နေတာဒါကြောင့်တော့ ร่างกายจิต အဲ့ဒါအမှန်ကန်ကိုမြင်ဖို့အရေးကြီးတာအမှန်ကန် นะสิ่งที่ ဒုက္ခကိုသိခိုင်းတာပဲရှိတယ် นี่แหละ อืม ถ้าเรารู้ ဒုက္ခဆိုတော့လဲဒီကိုယ်ရဲ့စိတ်မပေါ်တဲ့အရာပဲဒုက္ခဆိုတော့ ทุกข์ใจเราจะไม่ทุกข์เพราะร่างกายจิตใจ ร่างกาย တို့က ได้อยู่ တိလာခဲ့ပြီဆိုရင် จิตใจ ဒီရုပ်ကြီးမှာပေါ်တဲ့ เนี่ย ဒီရုပ်ရတော့ဒုက္ခဖြစ်ဖို့ဖြစ်မှာပဲ ทำนะ အဓိကချက်စိတ်ကဒုက္ခမဖြစ်ဖို့အရေးကြီးတယ် ในจุดหนึ่งนะสูงขึ้นไปก็คือ เราจะไม่ต้องเวียนว่ายตายเกิด
ကဲလို့ဒီထက်မြင့်မြောက်တော့ဆိုရင်ကိုကထပ်တန်တရားလေးစရာအကြောင်းမရှိတော့နော်မဒီလောက်ပဲ story ဟိုစားကိုမန်တိထားနော်ကိုမန်တိထားပါတိရမယ်ဒီရုပ်တိကိုကြီးထိုင်နေလဲတိလမ်းဆောင်နေလဲတိရက်နေလဲတိရုပ်ကဆွေးမှတိအသက်ဆူဝင်နေလဲတိအသက်ဆူထွက်နေလဲတိအမင်းစားနေလဲတိဒါလေပတ်နေလားဒီလိုပဲလိုက်တိခံစားနေနောက်ဆုံးကြည့်လိုက်ဆိုဒီရုပ်ကြီးကဒုက္ခနေတဲ့လဲဒုက္ခများတယ်ပဲရှိတယ်ဒီရုပ်ကြီးနောက်ဆုံးလဲငါလဲမဟုတ် तू ကစိတ်ရုပ်ကြီးတကောင်လိုပဲစိတ်ကခိုင်လဲတိုင် तू လဲလုံးတယ်နောက်ဆုံးဟိုကအစာစားပြီးအခုအားရတယ်ခုအားရပြီးလဲကျင်ကြီးစွန့်လဲကျင်ငယ်စွန့်လဲတွေ့လားဒီလိုပဲတွားနေလေပတ်တယ်တွေ့လားကားစီးလိုပဲစီထဲလိုက်စီထဲမောင်းစီကုန်တော့လဲတို့မဟုတ်လေဒီခေတ်မှာဆိုလဲ EV ကားအားသွင်းပြီးလိုက်တယ်333အားကုန်တော့လဲပြန်တဲ့ဒီလိုပဲကျင်လေတီးရုပ်ကြီးလည်းမတူဘူးလားဟိုကားလဲဟိုစားပြက်ဒီစားပြက်တို့ရုပ်ကြီးလည်းဒီလိုပဲမဟုတ်ဘူးလားဟိုနာပြက်တယ်ဒီနာပြက်သုံးတာများလေကိနေအိုလာကိနေကားဟောင်းလည်းမတူဘူးလားကားဟောင်းတအားဟောင်းလာခဲ့ပြီဆိုဟိုနာပြက်ဒီနာပြက်มันใช้ประโยชน์อะไรไม่ได้ละเนี่ยถ้าเราเห็นความทุกข์ของร่างกายนะเราจะဒီရုပ်ကြီးလည်းကြောင့်ဆုံးပြက်တော့ရင်လည်းဦးများတော့ဆူမီဆူတယ်လည်းတော့မြုပ်လိုက်တယ်သုံးမရတော့ပဲဒီရုပ်ကြီးดีร้ายก็ไม่เที่ยงนะจิตมันจะဘာမှမမြင်ဆိုကြည့်လိုက်ကောင်းတော့မကောင်းတော့လောဒုက္ခတော့ဒုက္ခတော့မမြင်ဆိုကိုကကုသိုလ်လည်းမနစ်တဲ့နေဘူးအကုသိုလ်လည်းမမုံကိုကပုံမှန်စိတ်တွေထားရရမှာအလေလမှာတည်တဲ့စိတ်ထားရရမှာအဲ့ဒီမျိုးကိုကအဲ့ဒီမျိုးအလေလမှာထားရင်စိတ်ကမပြုတ်ပြင်းတော့လေစိတ်ကဒုက္ခမလှုပ်ရှားဒုက္ခတွေမခံစားရတော့เราจะพ้นทุกข์นะเราจะไม่ทุกข์นี่ความทุกข์ทางใจเรามันเกิดจากเราอยากအဲ့ဒီမျိုးကိုစိတ်ထားနိုင်ကိုဒုက္ခမဖြစ်တော့อยากไม่เจ็บอยากไม่ตายမအိုချင်တော့လေဒုက္ခဖြစ်မယ်မနာချင်တော့လေဒုက္ခဖြစ်မယ်อยากประสบแต่สิ่งที่ချစ်လူတဲ့မခွဲခွာချင်တဲ့ဒုက္ခဖြစ်မယ်ของไม่มีจริงในโลกเพราะในအကူကလူချင်တဲ့အရာဘတော့မှအဲ့ဒါလေးဘတော့မှရမှာမဟုတ်အားလုံးခွဲခွာရမှာဘလောက်ပဲချစ်ခွဲခွာရမှာความอยากทั้งหลายเนี่ยล้วนแต่เป็นเรื่องไร้เดียงสาเป็นเรื่องเป็นไปไม่လူချင်တဲ့အရာအားလုံးကဘာမှဟိုအကြီးအဖတ်မရှိဆိုသိရမှာဘာမှမမြင်ဆိုတော့သိရမှာကိုလူချင်တဲ့မရဘူးလေကိုအဲ့ဒါဒုက္ခကိုစင်လင်းမြင်နိုင်ပြီဆိုရင်ဒုက္ခကြီးကသိရမှာပဲဘယ်လိုပဲဖြစ်ကိုကအမှန်ကန်တဲ့သူအိုမှာပဲဒီရုပ်ကြီးကသူနာမှာပဲသူတည်မှာပဲဆိုတာအဲ့တော့လက်ခံပြီးဆိုရင်ကိုအားလုံးလက်ခံလို့ရတယ်ဘလို့ပဲဖြစ်ခွဲခွာရမှာပဲတတိမဟုတ်တနည်းအစင်လည်းမခွဲခါရအတိလည်းခွဲခွာရမှာပဲမချစ်တဲ့အရာမကြိုက်တဲ့အရာလည်းမတွေ့ချင်ဘူးအဲ့ဒါလည်းမရအောင်သူလည်းမရအောင်သူအကြောင်းရှိလို့တွေ့ရတာပဲရှိတယ်အဲ့ဒီဘကိုလုံးလို့မရဆိုကိုတီဗီဆိုရင်စိတ်ကလိုချင်တဲ့စိတ်မရှိတော့လေပြောမှဆိုရင်မရှိလဲဥစားမရတဲ့ဥစားရချင်တာပဲရှိတယ်ဘောတတိရှိလာခဲ့မယ်အဲ့မျိုးဆိုစိတ်ကိုလိမ်ပါအမြဲတမ်းရုပ်ကိုလေးလာဆိုအမှန်ရုပ်ရဲ့အမှန်ကန်တိုင်းကိုလိုက်ကိုအမှန်ကန်တိုင်းဖြစ်နေတာပဲလိုက်တည်နေလိုက်မတွေးနေနဲ့ဖြစ်နေတဲ့အစာပေါ်မှာလိုက်တည်နေအမြဲတမ်းလိုက်ခံစားမှုတွေလိုက်တည်နေတော့မှရုပ်ကိုတည်တယ်ခဲ့ပြီးစိတ်ကိုတည်တယ်ခဲ့မှာလူချင်တဲ့အရာကလူချင်တဲ့အရာအလုံးကကိုယ်နဲ့စိတ်ကိုချမ်းသာအောင်တော့လုပ်နေတာဒုက္ခဖြစ်ဖို့လုပ်နေတာလူလေဆိုတာလေရချင်တဲ့ဖြစ်ချင်တဲ့ဆိုတာဒုက္ခဖြစ်ချင်လို့အဲ့ဒီမှာကိုကဒုက္ခကိုစင်လင်းမြင်ပြီးဆိုရင်တမှုတရားသစ္စာကိုတွန်းနိုင်ကို
ကိုယ်စိတ်ကအဲ့ဒီမှာချမ်းသာမှုနဲ့နေရာရောက်တော့ပြီ เข้าถึงความสงบสุขคำว่านิพพานไม่ใช่โลกหนึ่งนะ နိဗ္ဗာန်ဆိုတာတကဘာရဲ့တကဘာယူမို့နော်နိဗ္ဗာန်ဆိုတာအေးချမ်းသာလဲနေအောင်နိဗ္ဗာန်လို့ခေါ်တယ်အဲ့ဒီမှာပြည့်စုံပြီးနိဗ္ဗာန်ဆိုတာနိဗ္ဗာန်ဆိုတာလောကတစ်ခုကိုနော်ဂျူမဟုတ်ဘူးနော်ในโลกของพระพุทธเจ้าอะไรเงี้ยไม่ได้มีโลกอย่างนั้นนะในคำสอนของအဲ့ဒီမျိုးတို့ဒီမျိုးဂျူလို့ကဘာလို့ပုံစံမျိုးမဟုတ်ဘူးနော်ကိုယ်ကတဏှာကိုစွန့်လို့ရရင်တဏှာကိုစွန့်လို့ရရင်နိဗ္ဗာန်ဝင်ဖို့လမ်းစားပဲနိဗ္ဗာန်သွားလို့ရတော့နိဗ္ဗာန်ကိုယ်အစိမှာပဲရှိနေတယ်ကိုယ်ကမတိလို့အဝိဇ္ဇာကြောင့်ဒီတဏှာကြောင့်အဝိဇ္ဇာကြောင့်တဏှာလီဖြစ်လာခဲ့တဲ့အဲ့ဒါဖြစ်တော့နိဗ္ဗာန်ကိုမမြင်နိုင်လားမရောက်နိုင်လားဒုက္ခလည်းပဲတွေ့စိတ်ကလူချင်တဲ့စိတ်ကြီးပဲဖြစ်နေတယ်လူချင်တဲ့အရာကိုကြော်လွှားရမယ်လူချင်တဲ့စွန့်ရပေါ့အဲ့တော့မှနိဗ္ဗာန်ကိုတွေ့လိုက်ခဲ့လူချင်တဲ့စာကုန်တော့ပြီဆိုနိဗ္ဗာန်ကိုတွေ့မယ်မဟာယာနကလံကြတော့သူတို့ကအဲ့ဒီမှာဟိုဖျားလောင်းလေအဲ့ဒီဟိုတော့မှာဘယ်ဂျူဘယ်တော့မှာဘဒူတကူစင်နေရှိနေတာလဲဘယ်ဖျားလောင်းရှိဆိုတော့သူတို့ကမဟာယာနသူတို့ရဲ့အယူပေါ့လေအဲ့ဒီပုံစံမျိုးမဟုတ်ဘူးเนาะသူတို့ထေလာဝရသူအယူလည်းသူပေါ့နော်အရင်ဆုံးကကိုကတရားပြောမှဆိုရင်ဖျားတရားတန်ခါကိုတရားအရင်တရားကြီးရမယ်မဟာယာနကြတော့သူတို့ကဟိုပြောမှဆိုရင်စွန့်ခိုင်းတယ်ရှိတဲ့အစာတွေအလုံးစွန့်ခိုင်းတယ်သူတို့ကအများအတွက်စွန့်လွတ်ခိုင်းတယ်ကိုတကူကောင်းမဆန်ဘူးအများအတွက်လုပ်တဲ့ကိစ္စပေါ့မဟာယာနလမ်းစဉ်ကိုအဲ့ဒါကြတော့ကိုမရှိတော့လေငါမရှိတော့လေသူလည်းမှန်တယ်ပဲပြောမှဆိုရင်ငါတော်ချင်တယ်ငါကောင်းချင်တယ်နောင်မေရချင်တယ်အဲ့ဒါမရှိဘူးလေအများကိုကငါဆိုငါအတ္တမရှိတော့ရင်အာထုတ်လို့လွယ်တော့တယ်ဖြစ်ချင်တဲ့တိုင်ကိုကမှန်ကန်တယ်ပဲအာထုတ်ဖြစ်နေတဲ့တိုင်သဘောပေါက်မြင်နေတဲ့တိုင်အာထုတ်တယ်သိနေတဲ့တိုင်အာထုတ်တယ်မဟာယာနတို့ကတင်တာသူတို့လည်းမားလာမဟုတ်နော်သူတို့ကအတ္တဆော့ခိုင်းနေတာမဟာယာနအဓိကအများအတွက်လို့တာကိုတကောင်းစာအတွက်ကိုတယောက်ကောင်းမှုအရာမဟုတ်အတ္တကြီးတဲ့လူကဘယ်တော့မှတရားမတူတဲ့ဘူးနော်တရားမတူဘူးနော်ကိုကဥမြားတဲ့တော်တယ်ဥမြားတဲ့ကောင်းတဲ့ထင်ပြီးတော့တွက်လိုက်လို့အားထုတ်တဲ့လူတွေကမကောင်းပြောမဆိုရင်ကိုအားလုံးကိုကဟိုပြောမဆိုအတ္တလေးစော့ပြီးအများအတွက်လုံးမယ်အလုပ်တွေပဲလုပ်တယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးကတရားအားထုတ်လို့လွယ်တယ်အဲ့ဒါစိတ်ကအဲ့တော့မှစိတ်ကသူကဟိုအားထုတ်လို့လွယ်တယ်တော်ပြီဒီနေ့တော့ပဲတော်တော့နံပါတ်1တရားကိုစဉ္ညာဆောက်ပြီးတရားနာတယ်နောက်တော့ငါးပါးတီလာလည်းအမြင်တမ်းမြင်အောင်လို့စောက်တည်တယ်ဒါပေမဲ့စိတ်ရဲ့ဟိုအမြဲတမ်းအားထုတ်ဖို့နေရမတွေ့တယ်ပါအမြဲတမ်းရုပ်ကိုကြည့်နေတယ်အားထုတ်ဖို့နေရလဲခဏအာယုံရောက်တယ်လွင့်နေမကြခင်ပဲကိုမပြန်တည်ရတယ်ဒုက္ခတူလာခဲ့တယ်ဖုံလမ်းညွှန်ပေးပါအောင်ဖေเห็นจิตลงคิดในชีวิตประจำวันยังหาเครื่องอยู่ที่ถูกใจไม่ได้จึงอาศัยดูกายและคิดถึงการปฏิบัติบ่อยๆเห็นสภาวะได้บ้างยังหลงนานอยู่
แต่รู้สึกตัวได้บ่อยกว่าเดิมทุกข์สั้นลงขอหลวงพ่อเมตตาชี้แนะจุดที่ควรปรับครับ มันจะมีการเพ่งนิดนะมันจะ นี่ไอ้ suicide ไอ้ขนาดกูสวยแพทย์เสียตีน คุยกับหลวงพ่อแล้วมันตื่นเต้นมันได้ไปบังคับเอาไว้ พงเนี่ยเปียวดูลำที่บ่พงเนี่ยมีเนี่ยเปียดูลำที่บ่ดูยิงไอ้คง ไม่คิดแวบไหนที่ฝึกอยู่ดีนะ พวกอาร์ทูเนี่ยมันสู้บ่ ไม่ต้องแก้หรอกมีแต่ทำ ป่ามาเปลี่ยนจากจอมชิงแต่ไปเสร็จจูซาระพูดไปแล้วกูว่าละสันดาโซเนี่ย พระพุทธเจ้านะ กูว่าอาร์ทูพิสุยเนี่ยสวดพยากูลูดันบาเรียสิตาบิอาร์ทูป่ะ เนี่ยคล้ายๆเอาตัว มันแต่อามเตียไม่ยากจริงนะกูว่าอาร์ทูพิเตียแต่อายากจริง ที่หลวงพ่อสอนคนจีนนั่นนะถ้าไม่เห็น พงเนี่ยเตียวลูมิวดิวเปียวสติมพิอัน ให้เราภาวนานะถือว่าเราบูชาพระพุทธเจ้าไปไม่ได้หวัง กูอาร์ทูเลยส่วนเนี่ยสวดพยากูลูกูอาร์ทูแต่อลูเบ ที่ทำอยู่ดีแล้ว ปูโซบุเบเนี่ยสวดพยาปูโซบุอาร์ทูเด้ออลูเบเนี่ยลงตัวเวียแล้วนับบันนี้ เบอร์สอง นี่ได้เตียอาร์ทูบ่ได้วินบุกช่วยดอเนี่ย ทำได้ไม่ ဒါမဲ့လို့တော့တိတ်မကြဘူးအမြဲတမ်းစိတ်ရလွင့်ပြန်လွင့်နေတယ် 1-2 နောက်တော့လဲစင်ကြံဆောက်ပြီးတော့ဆရာတော်တရားကိုနာတယ်တရားကိုတနိုင်နိုင်နဲ့ကြားတယ်နောက်တော့ကိလေသာတွေတော်တော်မြင်လာခဲ့တယ် เวลาเห็น အဲ့မျိုးဘုဒ္ဓလို့တော့လဲဒုက္ခလေးတွေပေါ်တော့မှမြင်ရတယ် ตัวเองว่า စိတ်ကလည်းအမြဲတမ်းလှုပ်ရှားနေတယ် ภาวนาเหมือนเริ่มต้น ကြည့်တော့လဲဖြစ်ပြတဲ့နေရာပေါ်မှာပဲရှိနေတယ် အားထုတ်တိုင်းနေ့စဉ်မှာကိုအမြဲတမ်းအတိအိမ်ပြန်စတူတူဖြစ်နေရတာလမ်းမှန်ရလားဗျာလမ်းမှန်ရလားဗျာမှန်ပါတယ် ทุกวันนั่งภาวนาหายใจเข้าพุทออกโททำได้ไม่นานเพราะฟุ้งมาก สลับเดินจงกรมกับฟังธรรมหลวงพ่อ ဆရာတော်ကပြန်ဖတ်ခိုင်းတယ် ระหว่างวัน သူကဗုဒ္ဓလည်းနေတယ်ဗုဒ္ဓဝင်တော့ဗုဒ္ဓရင်တော့ဒါနဲ့စိတ်ကအိမ်ပြန်တွင်းတယ်ခုနအတိုင်းပါပဲခုနကျွန်တော်ဖတ်တဲ့အတိုင်း นะอย่างความฟุ้งซ่านก็เป็นกิเลสโมหะกิเลสเนี่ย လီလွင့်တယ်လေကိလေသာတစ်ပါးပဲနော်တစ်မျိုးပဲနော် ไม่ได้ปฏิ ကိုကလိုက်တည်အောင်ဒါစိတ်လွင့်နေလွင့်မှတည်နေ ที่เราละ ကိုကလွတ်အားထုတ်ပြီးတော့စွန့်ခိုင်းနေတော့ကိုက ตัณหา စွန့်ရမယ်ဆိုရင်ဗာစွန့်ရမယ်ဆိုတဏှာလေးစွန့်ရမှာ กิเลสตัวหนึ่งแหละจะเป็นโลภะที่ တဏှာလည်းကိလေသာတစ်မျိုးပဲ ที่เราละก็คือตัวเนี้ย ကိုကိလေသာကိုတစ်မျိုးပဲလွင့်ရကိုစွန့်ရမယ်ဆိုဒီတဏှာပဲလွင့်ရမှာဒီတဏှာပဲစွန့် ทำกรรมฐานของเราไป လီလွင့်ရင်လည်းလီလွင့်မှတည်ရမှာ ได้นะไม่ได้คาด ငြိမ်စိတ်ငြိမ်ခြင်းလည်းရလည်းမငြိမ်ခြင်းလည်းရတော့ สงบที่ฝึกอยู่ใช้ได้นะค่อยๆ သူအားထုတ်နေတာကောင်းတယ်နော် แล้วก็เวลาเห็นสภาวะที่ไม่ดีก็อย่าไปเกลียดมันรู้เฉยๆดูซิ အဲ့ဒီကိုတစ်ခုထိတွေ့ပြီးဆိုရင်ကိုကဟိုမုန်းတယ်လည်းပြီးမဖြစ်တယ်ကြိုက်တယ်လည်းပြီးမဖြစ်တယ်အာယုံတစ်ခုလေပုံမှန်စိတ်တွေလည်းကြည့်နံပါတ်3 ระหว่างวัน ငါဘာတီလာစောက်တီးပါတယ်ဗျာ เครื่องอยู่ ရုပ်ပေါ်မှာအားထုတ်တာဒုက္ခတွေဆိုတော့ကိုကမြင်ကြည့်လိုက်ရင်ညီတူဖြစ်နေတယ်တော့ဒီလောကလည်းမရောတူဖြစ်နေတယ် ทำสมาธิ ဒုက္ခတွေတွေ့တယ်များတယ်စိတ်ရလည်းမြဲတယ် จิตสงบเร็ว အမြဲတမ်းအာနာပါနသတိလည်းနေတယ်နော်စိတ်ရလည်းငြိမ်တယ် ใช้สติ ညံ့ခြင်းလည်းမကြပေါ်တယ် คาดหวัง တခါကျရင်လည်းတတိလည်း สมถะและวิปัสสนา စောက်ကြည့်နေရတယ်ထိန်းတော့မထိန်းတာဘူးဆွဲလည်းမဆွဲဖက်တာဘူးပုံမှန်သူပဲအဲ့ဒီမှာတမထလည်းဝိပဿနာဆိုတော့တပနာဖြစ်လိုက်ဝိပဿနာဖြစ်လိုက်ဆိုတော့မြင်နေရတယ် สอนของหลวงพ่อ တနေ့မတွေ့ကြပါဘူးဒါပေမဲ့လည်းမြတ်စွာဘုရားဆရာတော်ရဲ့တရားအတိုင်းလိုက်နာပါတယ်ဗျာ รู้สึกไหม သူစိတ်တဲ့လောကလည်းမရောတော့ဘူးနော်တိလားဒီလောကတက်တက် โล่ง စိတ်ရလည်းပေါ့ပါနေတယ်တွေ့လားဒါကောင်းနေတယ်ဒီတိုင်းကျင့်တာကောင်းတယ်ဒါလမ်းမှန်နေပြီသတ်ဆက်ပြီးအထုတ်ပါ เบอร์สี่ နံပါတ်4 เบอร์สี่ စိတ်ကတိတ်ပြီးအာမရှိဘူးစိတ်ကအိုင်းပြက်လွယ်တယ်စိတ်ကဟိုညီငွေ့တယ်စိတ်ကမဆွင်လာဘူး จิตไม่ค่อยเบิก ဒါပေမဲ့လည်းရုပ်ပေါ်မှာလိုက်ကြည့်နေတယ်ပုံမှန်လိုက်တည်နေတယ်နော်လို့အမြဲတမ်းတရားအားထုတ်နေတယ်အဲ့လိုဝင်လေထွက်လေမှာအားထုတ်ပြီးအားထုတ်တာပါစိတ်လွင့်နေတယ်လည်းတည်တယ် ตลอด
ဖုံဖုံတရားကိုလည်းအမြဲတမ်းနာနေတယ်ဖျားစစ်ကိုတရားနေ့တိုင်းဖျားစစ်ကိုတရားတိုင်းနေ ที่ทุกวัน တမ ตั้งใจ เอ่อก รรมฐานคอยอ่านใจตัวเอง ကိုယ်စိတ်ကိုကြည့်တယ် พูด တွေးတယ်ဖု คอย တွေးတယ် อยู่ ပြောတယ်လှုပ်တယ်ဆိုတာအမြဲတမ်းအနောက် ให้กรรม တစ်ခုက ฐานค่ะ ထိန်ပြီးလှုပ်ထားတယ်ကိုတိကံကြတယ် นะทำอีก ဘူးလှုပ်နေတာဟုတ်ပြီမစိုးပါဘူးကောင်းပါတယ် ไม่ต้องแก้หรอกรู้ไปเรื่อย ဘာမှပြင်စရာမလိုဘူး ๆเบอร์ห้า နံပါတ်5 เบอร์ห้า တရက်ကိုမိနစ်30လောက်စဉ်းညာစောက်ပါတယ်ဆရာတော်တရားလည်းနေ့တိုင်းနာပါတယ် ทุกวันระหว่างวัน မုတ်လှုပ်တယ်ပြတော့မုတ်ရောင်းတယ်အမြဲတမ်းမုတ်လှုပ်တိုင်းလည်း ไม่สะด တ วก တိအမြဲတမ်းကတ်တယ်ကျောင်းပဲလို့တရားကျောင်းချီလို့တရားမလာနာကျောင်းချီလို့တရားမလာနာရအောင် ติไป မုတ်တွေလှုပ်တော့လည်းတတိရတီတယ်လည်းအဲ့ဒါလည်းတရားအားထုတ်တယ်ပဲ เราก็รู้สึกไป ကိုလှုပ်ခဏကိုလှုပ်စားနေလားကိုလိုက်တီနေ เร็วๆอะไรเงี้ยเราก็รู้ทัน ကိုစိတ်ရမြင်မြင်ပြီးချင်တယ်ကိုလည်းအမိလည်းပြည့်မယ်စိတ်ကအစီကိုစန္ဒဆောတယ်လေကိုလှုပ်နေတာပစ္စုပန်မှာပဲကြည့်ပေါ့ อยู่ใช้ได้นะ ဒါကကြည့်နေတာတော်တယ် ทำอะไรทำไปเรื่อยๆเห็นร่างกายมัน မုတ်တွေထဲတယ်လည်းကိုမုတ်တွေထဲလိုက်လို့တဲ့ ไม่ใช่ ထဲ ตัวเรา ဒီရုပ်ရငါမဟုတ်သူလည်းသိ งานใจเราเป็นคนเห็น ကိုစိတ်ကရုပ်ကလှုပ်တိုင်းမှာစိတ်ကလည်းသိ ก็ค่อยรู้เอา စိတ်ကတိလိုက်စိတ်ကစိတ်ကနံပါတ်6 ในรูปแบบ တရားနေ့တိုင်းတရားထိုင်နေ ที่ต้องใช้ความคิดมาก ဒါပေမဲ့အလိုလုံးရှိရင်အိုင်းတွေးရတယ်အလိုတွေးတယ်အလိုလုံးရတယ် รู้ทันได้บ้างช้าบ้าง ဒါပေမဲ့အလိုအဖြုတ်ပြီးဆိုရင် เคลื่อนไหว တိတ်ဖြုတ်အလိုရင်ဖြတ်လို့တိတ်မရအောင်တစ်ခါကြီးလည်းကြာလဲတစ်ခါကြီးလည်းမြန်တယ် ไม่ได้ ဒါပေမဲ့လည်းရုပ်ကိုပဲကြည့်ရတယ် เหนื่อยจึงหยุดคิด သူကအဲ့တွေးများတယ်တွေးတာများတော့မောတော့မောတယ် ระหว่างวัน သူကလည်းစိတ်ကလည်းဒီအာယတနာ6ပါးမှာပဲလိုက်တွားတစ်ခါကြိုက်လည်းညင်မှာတစ်ခါလည်းလက်တိအားလေးနေတယ် เพราะโลกค่ะ တစ်ခါကြိုက်ရင်လည်း ที่เบอร์หกทำนะ တစ်ခါကြိုက်ညင်ပါတော့မနာဘူးနာတယ်မင်းဒီနံပါတ်6လို့တာ ไม่ดีอ่ะ အမှန်ကန်ဆုံး เจริญเมต မ ตา ကောင်းတဲ့မကောင်းတဲ့စွမ်းအားတွေတော့ရှိမှာပေါ့နော် ไม่ใช่เกิด ကိုကမေတ္တာစိတ်ပူပြီး ที่เธ ဟိုအဲ့ဒီမေတ္တာစိတ်တွေပူတယ်ကိုကာကွယ်ဖို့မေတ္တာပူပြီး มารมันไม่ยอมง่ายหรอก ကိုကအားထုတ်လို့မာနတွေရလက်ဖြစ်တယ်သူ့မကြောက်နေတော့မာနတွေ ถ้าเรา သူကကံလည်းမကြုံလို့ ไม่ နဲ့ ได้หรอกถ้า ကိုကအတိတ်ကမရှိရင်ဘယ်သူမှသူကိုဘာမှလုပ်မရ มากๆเลยนะที่ทำอยู่อะใส่ใจ တော့တယ်နော် ใจเราดี စိတ်ကကြည်လင်းနေတယ်မှာ ตอน အား นี้ ထုတ်တာ เอาละ အခုကလွင့်နေပြီတိလား เบอร์เจ็ด နံပါတ်9 เบอร์เจ็ด အားထုတ်ဆိုရင်စိတ်ကိုဖိစီးပြီးအားထုတ်လဲကောင်းခြင်းနဲ့စိတ်တအားများလဲ จิตยังไม่ စိတ်ကစွမ်းအားသိမ့်မရှိဘူးအိုင်းလီလွင့်တယ်ရုပ်ကိုကြည့်လိုက်ရုပ်ကိုလိုက်ကြည့်နေတယ်ရုပ်ကရတယ်လမ်းတယ်ထိုင်တယ်အိတ်တယ်အဲ့ဒါကိုလိုက်နောက်လဲတွေးတဲ့စအမိလိုက်ကြည့်နေတယ်တဏီကိုကိုအကဲခတ်တယ်တခါကြရင်လည်းအမိလိုက်ကြည့်လို့ရတယ်တခါကြရင်လည်းဦးများအပြစ်တင်တယ်ကိုအပြစ်တင်တယ်ရှိတယ်ကိုစိတ်ကိုပဲကိုတဘောကြလဲစိတ်အားစိတ်ဝမ်းနေတာရှိတယ် ลมหายใจ ဖျားဆရာတော်ဖျားနေ့တိုင်းတရားနာတယ်ဆရာတော်တရားကိုလည်း ขึ้น ကောင်းတဲ့စာကိုတီလာကိုလည်းစင်ကြယ်နေတော့အားထုတ်နေတယ် อยู่กับกรรมฐาน ဖုံလမ်းညွန်ပါဦးပြ มันก็จะ ကိုတမ พัฒนา ကိုတမထလည်းကိုအဆက်ပြီးအားထုတ်ပါ ไม่หวังผลอะไรนะถือ အတိတ်ပြီးတော့မမျော်လင့်နဲ့လေအားထုတ်ပြီးဆိုဒီလောက်ဖြစ်ရမယ်ဟိုစားဖြစ်မယ် กับเครื่องอยู่ ကိုကတတိပစ္စုပန်မှာပဲတတိအမြဲတမ်းတည်တာ รู้สึกจิตใจเคลื่อนไหว ခန္ဓာကိုယ်ကြီးဆွေးမှန်းတိစိတ်ကဆွေးမှန်းတိစိတ်ပြောင်းလဲမှန်းတိအဲ့ဒါမျိုးလို့ဆိုတာကောင်းတယ် พวกเราหลายคนพูดนะว่าทำไมจิตเรามันมีแรงได้ไม่นาน เดี๋ยวแรงก็ ဘာဖြစ်လို့လူတွေပြောကြတယ်စိတ်ဆွမ်းအားနည်းဆိုတော့ဘာဖြစ်လို့တော့တိုင်းဖြစ်တယ်ဒါတွေ ภาพนะสวนเรามีถังน้ำใบดึกมีรู ဥပမာနော် แล้วก็ ညီဘုံကြီးတစ်ဘုံပေါ့ เรื่อยๆแล้วเราก็บ่นเมื่อไหร่น้ำจะเต็มสักที ညီကိုထဲနေတယ်ပုံကြီးအကြီး ตลอดเลย ဒါပေမဲ့အောက်မှာပေါက်နေတယ်ဒီပုံကြီး รั่วไปทางตา ကိုကထဲတယ်လို့မပြည့်နိုင် รั่วไปทางหู ဘယ်မှာပေါက်ဆိုအဒီအာယတနာ6ပါးတယ်မှာလေ ใจโลไปคิดโน่นนี่ တော့ကြည်ပြန်ပြီတော့အနံ့ခံပြန်ပြီထိတွေ့ပြန်ပြီ
กูว่าเท่เด้ยีบงอยู่เอามาเป้าเนี่ยรู้บดอมันเนาะกูว่าบดอมาพี่ไม่ดิปงเนี่ยกูว่าเซ็งมาลื่นเลยเลยลื่นมาเลยตีเนี่ยเนาะนั่นแหละไอ้ออโตเมติกที่กูว่าไล่กินเนี่ยนั่นแหละอดีตเป้าอยู่แต่พี่จีนหลังเกมนั่นแหละเซ็งเลยส่วนอันจีนหลังเกมไอ้ดิปงสามอยู่แต่แกไม่เป้าเลยไอ้เมียดิเนาะกูเลยยีคัดเทเลนอันนี้เลยเป้าเลยไอ้เมียไอ้ส่วนดีโอดีปงอยู่บดอมาพี่ไหนกูว่าไอ้ดิเป้าเลยไอ้ยาเดี๋ยวแล้วอีพามาพอรู้เรื่องมาเลยดิอูดูมากูไอ้ดิมาเสกพี่เดี๋ยวเสกตุ้ยเดี๋ยวเลยตีเมียสีนาเลยอยากกูเสกมาปอได้เลยตีนี่ไอ้ดอมาดิเป้าเลยปงอ่ะตู้เย่เป้าเลยเตตาละเกมแต่ว่าอินทรียาหรือว่าท่าดินั่นแหละกูอ่ะอินอาลิมีอะไรเกมอะไรสินจินเนาะและสินจินไอ้ดิไต้หวันเนี่ยกันแล้วก็ได้ดิลูเป็นเนาะสินจินจ้ะเนาะโอ้ไล่จีดิวซาไล่ยาดาคันไล่มาลงนี่เนี่ยกูไล่ตีเลยกูว่าตำมาทำกูอาเท่าเดิมเลยแต่ยาเลยไม่ใช่ดอกวะไอ้ดิอายุน่าไล่ดอกยากูนี่อ่ะด่าปงนี่มาเป้านี่แหละปงยีรูဖြစ်တယ်နော်အပေါက်တွေအများကြီးဖြစ်တယ်ကြည့်မယ်နံပါတ်8เบอร์8ภาวนา အမြဲတမ်းဝင်လေထွက်လေလက်အမြဲတမ်းဝင်လေထွက်လေတိုင်းတတိလက်ရှိနေတယ် รู้ว่าหลงได้ နောက်တော့လွင့်နေလွင့်မှခဏဖြစ်လာခဲ့တယ်တိလာခဲ့တယ် จึงรู้ว่า နောက်တော့ကိုက เวลามีอะไร စိတ်ကောင်းတယ်ဆိုကိုတိလာခဲ့တယ်ဒါပေမဲ့စိတ်အိုင်းညင်းလို့စိတ်အိုင်းညင်းလို့နော် ว่าชอบไม่ชอบเป็น အာယုံလက်ထိမိနေသူကစိတ်ကလှုပ်ရှားမိလည်းကိုလည်းတိလာခဲ့တယ်အဲ့ဒီမှာကိုကကြိုက်တယ်မကြိုက်လားဒုက္ခလေးဒုက္ခလေးပြောလာခဲ့တယ်ရွေးလို့လည်းမရအောင်ကိုက สั่งสอนครับ တိတဲ့ခံတိလည်းအရာကောတိခံတိလည်းအရာကောကိုကမြင်လာခဲ့တယ်ကိုကသမင်းစားလို့လားသူသမင်းစားပုံမှန်လေးစားတော့နောက်တော့သူ့ဘာသူဝါတော့လေသူလားတရားလည်းဒီလိုပဲကိုကကိုပုံစံပဲကိုပုံမှန်လေးအထုတ်တာတနေ့ကြာတော့လေသူ့ဘာသူဖြစ်တော့တယ်ဒီနေ့ဒီလောက်တော်ပြီနော်